အားလုံးပဲမင်္ဂလာပါဒီနေ့တော့မိုးကြီးကပေါင်းပစ္စည်းတွေအများကြီးမလိုပဲနဲ့အိမ်မှာအလွယ်တကူလှုပ်ရှားလို့ရတဲ့ကြောက်ပွင့်တုံလုံးလေးကိုပြပြပေးချင်ပါတယ်အရင်ဦးဆုံးကြောက်ပွင့်တွေကိုနိုင်ဝက်လောက်တနိုင်လောက်ပေါ့နော်ရေးစိမ်မယ်နောက်ပြီးတော့ခင်းချင်သည်တစ်သွင်းသည်အရန်သစ်လှိထားပါမယ်ပြီးတော့မြေပဲဆန်လေးကိုလည်းထောင်းထားမယ်ပေါ့နော်မိုးကြီးထဲမှာတော့ခင်းချင်သည်ရဲ့တစ်သွင်းသည်ရဲ့မြေပဲဆန်ထောင်းရဲ့ပြီးတော့ပဲမှုံလေးရဲ့ငရုတ်သီးကြက်မှုံရဲ့ပြီးတော့တံမြာသီးရဲ့ပဲဖြစ်ပါတယ်ကော်ဖီတို့ရှင်လည်းကော်ဖီတို့ထည့်လို့ရတယ်ပေါ့နော်မိုးကြီးကတော့မရှိလို့မထည့်တော့ပါဘူးအဲ့အားတွေကတော့ကျက်သွန်နီစီချက်လေးပါကျက်သွန်နီစီချက်လေးနည်းနည်းတော့ပျော့နေတယ်ပေါ့နော်အရင်ဆုံးပေါင်းပစ္စည်းတွေကိုအကုန်လုံးမိုးကြီးရပေါ့နော်ဒီကြောက်ပွင့်လေးတွေကိုထည့်လိုက်မယ်ပေါ့နော်ကြောက်ပွင့်လေးကိုနုံနုံလေးညှက်ထားတဲ့အထည်ကိုထည့်လိုက်မယ်ပေါ့ထည့်ပြီးရင်နည်းနည်းနဲလိုက်မယ်ကွာနန့်သွားအောင်လို့နဲပြီးရင်စားထည့်မယ်ဟင်းခမုံထည့်မယ်စားအများကြီးမသုံးဘူးနော်မိုးကြီးအဓိကငန်းပြားကြီးထည့်မှာဆိုတော့လေငန်းပြားကြီးလေးနောက်ပြီးတော့ထည့်မယ်ထည့်ပြီးအဲ့ဒါလေးတို့ဖောက်ဖွာလေးနေမယ်ပေါ့အရင်အားထည့်ရင်နွမ်းပြီးတော့စားလို့မကောင်းမဲနေမှာဆိုလို့ဖောက်ဖွာလေးပဲနေပါမယ်နေပြီးရင်စီချက်လေးထည့်ပြီးတော့ပေါ့နော်ထပ်ပြီးတော့နေမယ်ပေါ့နော်ပြီးတော့တံမြာသီးညှစ်ထည့်မယ်အားလုံးအရသာအဆင်ပြေပြီဆိုရင်ပလိတ်တင်လေးလုပ်ပါမယ်ရပါပြီအရန်ကိုလွယ်ကူရိုးရှင်းတဲ့ကြောက်ပွင့်တုံလေးပါအရန်လဲစားလို့ကောင်းပါတယ်အားလုံးလိုက်လှုပ်စားကြည့်ကြနော်ဘိုင်ဘိုင်ကြမတတ်နဲ့